Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တူတာပါဒီနေ့ကျုပ်ရေးချက်ထားတဲ့ကော့တီလေးကတော့မိုင်ထိုင်းပဲဖြစ်ပါတယ်ခင်ဗျာမိုင်ထိုင်းဖြော်နီး2မျိုး3မျိုးလောက်တော့ရှိတယ်ဒီနေ့ဖြော်သွားမယ်မိုင်ထိုင်းကတော့ original မိုင်ထိုင်းပဲဖြစ်ပါတယ်ခင်ဗျာပေါဝင်မဲ့ပစ္စည်းလေးတွေကတော့ white ran dark ran orange color lemon juice organic စာရွက်တို့ပဲဖြစ်ပါတယ်ခင်ဗျာ okay ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဦးဆုံးဖောက်ကိုရေခဲရိုက်တာပါမယ်ခင်ဗျာwhite ran 30 ml ထည့်ပါမယ်dark ran 30 ml ထည့်ပါမယ်orange color 30 ml ထည့်ပါမယ်lemon juice 20 ml ထည့်ပါမယ်organic စာရွက်30 ml ထည့်ပါမယ်ရေခဲထည့်ပြီးရှယ်လိုက်ရအောင်ကားနည်းလေးထည့်ပါမယ်ဒါလေးကတော့ original မထိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ Facebook page လေးကိုလည်း like and follow လုပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာဖြုတ်ခိုင်းစေချင်တဲ့ကော့တီလေးတွေရှိရင်လည်း comment ထဲမှာ mention ကြပါခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်